္ဂလာပါပြည်သူ့အတန်သတင်းဌာနရဲ့2026ခုနှစ်မတ်လ25ရက်နေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ကောင်စီထိန်းချုပ်ရာစစ်တွေမြို့ရှိခိုင်ပြည်နယ်လွှတ်တော်မှာတိုင်းရင်းသားလူမျိုးများအရေးလေ့လာရေးကော်မတီအပါအဝင်ကော်မတီ3ရပ်ကိုစတင်ဖွဲ့စည်းဖို့စီစဉ်နေတယ်လို့သိရပြီးအဲ့ဒီကော်မတီတွေကတော့ဥပဒေပြုရေးကော်မတီတိုင်းရင်းသားလူမျိုးများအရေးလေ့လာရေးကော်မတီနဲ့လွှတ်တော်ကိုယ်စားလှယ်များစစ်ဆေးရေးကော်မတီတွေဖြစ်ပြီးကိုယ်စားလှယ်တွေအနေနဲ့ပူးပေါင်းကြရန်ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါက်တာဆန်းရွှေကမတ်လ23ရက်နေ့အစည်းအဝေးမှာပြောကြားသွားတယ်လို့သိရပါတယ်။ကော်မတီတွေကိုတိုင်းနယ်ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုံမှန်23-25 2013ခုနှစ်ရခိုင်ပြည်နယ်လွှတ်တော်ဆိုင်ရာနေဥပဒေ62နေဥပဒေခွဲကာကြီးနဲ့ခါဝေးတွေအရကျင့်သုံးရမှာဖြစ်ပြီးတိုင်းနယ်ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုံမှန်31ပုံမှန်ရဲ့ဂငယ်အရလွှတ်တော်ကိုယ်စားလှယ်များစစ်ဆေးရေးကော်မတီကိုဖွဲ့စည်းခြင်းဖြစ်ကြောင်းလည်းထုတ်ပြန်ပါတယ်။စစ်ကောင်စီဟာရခိုင်ပြည်နယ်3မြို့နယ်မှာရွေးကောက်ပွဲကျင်းပခဲ့ပြီးရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးပထမနေ့ကိုမတ်လ20ရက်နေ့ကစတင်ကျင်းပခဲ့ပြီးအဲ့ဒီအစည်းအဝေးကရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ်ကြံ့ခိုင်ရေးပါတီကဒေါက်တာဆန်းရွှေနဲ့ဒုဥက္ကဋ္ဌအဖြစ်ကြံ့ခိုင်ရေးပါတီကဒေါက်တာထင်လင်းဦးတို့ကိုတင်မြှောက်ခဲ့ပါတယ်ခင်ဗျာ။ပြည်သူ့အတန်သတင်းဌာနကိုကြည့်ရှုအားပေးကြတဲ့မြန်မာပြည်သူပြည်သားအားလုံးဘေးပရာဝေးကွာပြီးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေခင်ဗျာ။